ရှားရည်ဒီနဲ့အလုံးလုံးပဲတချို့နေမကောင်းလို့တချို့ထိခိုက်တန်ရာရလို့အလုံးမလုံးနိုင်တော့ဘူးအလုတ်ကနားနေရတယ်အလုတ်ကထွက်လိုက်ရတာလည်းရှိရဲ့အလုံးမလုံးပဲနေရတာကြာရင်သူတို့မခံနိုင်ဘူးဘာမှမလုပ်ပဲနဲ့ထိုင်စားနေရတဲ့ဘွားကြီးကိုလည်းတီးမခံနိုင်တော့ဘူးနော်အလုတ်ပြန်လို့ရဖို့အရေးဘလို့နီးနဲ့ပဲလို့ရဘာပဲပေးရဖြစ်တဲ့နီးနဲ့ပြန်လုပ်ချင်တယ်နော်ကြားဘူးလားမသိဘူးတကားကြီးတယောက်ကြောင့်ဖုန်းကြီးခဏပြောဘူးတဲ့စတီဗင်ဟော့ကင်းဆိုတာအာယုံကြောနဲ့မာဆယ်တဲ့ပတ်သက်တဲ့ယောဂတစ်ခုဖြစ်နေရဲ့ ALS လို့ခေါ်တဲ့ယောဂအဲဒီယောဂဖြစ်တာသူအသက်20ကျော်ကလေးကသူ PhD မရခင်ကလေးကဖြစ်တာနော်အခုသူ50ကျော်သွားပြီး55လောက်ရှိမယ်နော်သူ့ယောဂကြောင့်သူ့မာဆယ်ရီချက်သားတွေဟာအကုန်လုံးမာသွားတယ်ရှုံသွားတယ်လှုပ်လို့မရဘူးစကားလည်းပြောလို့မရဘူးအခုစတီဗင်ဟော့ကင်းခန္ဓာကိုယ်ကနည်းနည်းပဲလှုပ်လို့ရတယ်လက်ကလေးနှစ်ချောင်းပဲလှုပ်လို့ရတယ်အဲ့ဒီလက်ကလေးနှစ်ချောင်းနဲ့ပဲကွန်ပျူတာကလပ်ကိုသူကင်ထားပြီးတော့ကွန်ပျူတာထဲမှာစလုံးစီပြီးတော့တန်ထွက်နိုင်အောင်သူ့မိတ်ဆွေတယောက်ကတီထွင်ပေးထားတယ်အဲဒီတော့သူပြောစင်တာရှိရင်အဲ့ဒီကလပ်လေးနဲ့နှိမ့်ပြီးတော့စလုံးလေးစီသွားရတယ်နော်အဲ့ဒီလက်ကလေးနဲ့ပဲလှုပ်လို့ရတယ်နော်စလုံးလေးတွေစီပြီးတော့ဝါချဆုံးပါရင်ခလုံးနှိမ့်လိုက်လို့ရှိရင်အဲ့ဒီဝါချကစကားတန်ထွက်လာတယ်သူအဲ့ဒီလိုကွန်ပျူတာနဲ့စကားပြောတာကိုနားထောင်ဘူးတယ်ဖြစ်တဲ့နည်းနဲ့လှုပ်တဲ့သူစိတ်ဓာတ်ကိုလေးစားပါတယ်သူကိုအင်ပတန်လေးစားပါတယ်နော်အဲ့ဒီလိုသူစကားမပြောနိုင်တာနှစ်ပေါင်းများစွာကြာပြီရင်တော့ကစကားမပြီးဘူးပြောလို့ရတယ်နောက်တော့သူအဆုတ်ယောဂတစ်ခုဖြစ်လို့တနေရာမှာဖောက်လိုက်ရတယ်လုံးဝစကားပြောလို့မရတော့ဘူးသူကိုစားတော့သူများကခွန်ကြွေးမှရတယ်စားရသူများပြုစုမှရတယ်ဒါပေမဲ့ခုချိန်ထိသူဟာအင်္ဂလန်တက္ကသိုလ်တစ်ခုမှာ Professor လုပ်နေတော့ပဲဒီလက်ကလေးနှစ်ချောင်းလှုပ်လို့ရတာကနေစာပေကျမ်းဂန်တွေကိုရေးရင်တော့သူရေးတဲ့စာအုပ်ကျမ်းဂန်ဖုန်းကြီးမှာရှိရင်စဉ်းစားကြည့်တော်လက်ရေးနိုင်တဲ့လူတွေတောင်မှအစာရေးရတာတော်ပင်ပန်းနေနော်သူကဒီလက်ကလေးနှစ်ချောင်းပဲလှုပ်လို့ရတယ်ဒါလေးနဲ့နှိမ့်ပြီးတော့ကွန်ပျူတာနဲ့သူစာရေးရတာဇီဝေးတွေသူတက်တယ်သူကိုမေးခွန်းတစ်ခုမေးလိုက်ပြီဆိုသူမေးခွန်းကိုစဉ်းစားပြီးတော့ဖြည်းဖြည်းချင်းစာစီနေရတယ်ပရိသတ်ကလည်းငြိမ်ပြီးတော့နားထောင်နေနော်ဒီပညာရှင်ဘာပြောမလဲသူ yes လို့တခွန်းပြောတာကအစအင်မတန်လေးစားတယ် no လို့တခွန်းပြောတာကအစအင်မတန်လေးစားတယ်ဖြေလိုက်ရင်လည်းပဲသူ့ဖြေဟာအင်မတန်ရှင်းပြီးတော့တိုးနဲ့ရှင်းပဲပြဖြေတတ်တယ်ဒါကြောင့်သူ့စကားကိုသူတွေကပိုတန်ဖိုးထားတာစကားပိုတခွန်းမှသူမှမပြောနိုင်ဘူးအဲ့ဒီတော့အလုပ်ကြိုးစားတဲ့လူနော်အဲ့ဒီလိုပုံကိုဖုန်ကြီးသိလေးစားတယ်လူတွေကိုလည်းအဲ့ဒါကိုသိစေချင်တယ်နောက်တစ်ယောက်ကျတော့ fans by တို့ခေါ်ရဲသူကစာရေးဆရာဝတ္ထုတွေထုတ်ပတ်တီတွေစာပေဝေဖန်ရေးတွေပြဆက်တွေရေးတယ်စတက်ဖင်စပိုက်ကလည်းအဲ့ဒီလိုပဲအာရုံကြောယောဂါတစ်ခုဖြစ်တဲ့အုံနောက်တော့ကောင်းပါတယ်တင်ပြန်ကောင်းပါတယ်ဒါပေမဲ့တကူလုံးလှုပ်လို့မရဘူးခြေလဲလှုပ်လို့မရဘူးလက်လဲလှုပ်လို့မရဘူးစတီဗင်ဟော့ကင်းကမှလက်ချောင်းကလေးလှုပ်လို့ရသေးတယ်စတက်ဖင်စပိုက်ကဘာမှလှုပ်လို့မရဘူးနော်သူလှုပ်လို့ရတာမျက်လုံးနှလုံးပဲရှိရဲ့အဲ့ဒီမျက်လုံးပဲလှုပ်လို့ရတဲ့လူကကျန်းကန်လေးရေးခဲ့တယ်ဘယ်လိုလုပ်ရေးသလဲသူရှိတဲ့မှာဘုတ်ကြီးတစ်ခုလုပ်ထားတယ်အဲ့ဒီမှာအခရာတွေကိုကြီးရေးထားတယ်အဲ့ဒီစလုံးကိုမျက်စိနဲ့ကြည့်ပြီးသူကစလုံးပေါင်းတယ်သူ့မျက်လုံးဘယ်စလုံးကိုကြည့်ရဲဆိုတာကြည့်ပြီးတော့နောက်တစ်ယောက်ကလိုက်ရေးပေးရတယ်များဆုံးရေးရတာသူဇနီးပဲတကူလုံးလှုပ်လို့မရတဲ့သူစကားလည်းပြောလို့မရတဲ့လူနော်မျက်လုံးနဲ့လှုပ်လို့ရတဲ့လူကမျက်လုံးနဲ့စာရေးတယ်ဘဝကိုလုံးဝအရှုံးမပေးဘူးသူသိထားတဲ့သိဉာဏ်တွေကိုပေးထားခဲ့ခြင်းနဲ့တော့မပေးရမနေနိုင်ဘူးဒီလူတွေဟာအလုံးမလုံးရမနေနိုင်ဘူးဘလောက်ပဲကျမ်းမာရေးထိခိုက်မရမကလုံနေတဲ့လူတွေပဲမလျှော့ဘူးဘာမှအလုံးမရှိပဲနဲ့အိယာထဲမှာအိမ်နေရတာကိုသူတို့လုံးဝလက်မခံနိုင်ဘူးတီးမခံနိုင်ဘူးရတဲ့နည်းနဲ့အလုပ်လုပ်တယ်အလုပ်ကိုတန်ဖိုးထားလေးနဲ့ပတ်သက်ပြီးလေးနက်မစင်စားတဲ့လူတွေကတော့တီမှာမဟုတ်ဘူးနော်လေးနက်စဉ်းစားရင်ဘယ်လိုနေမလဲဆိုတော့အလောက်ကဘဝကိုအဓိပ္ပာယ်ရှိစေတယ်အလောက်ကဘဝမှာဆက်ဆက်မှုဖြည့်ဆည်းမှုဖွဲ့စည်းမှုတွေကိုဖြစ်ပေါ်စေတယ်။ဒါမှအလောက်မလုပ်လို့ရှိရင်အဲ့ဒီဘဝဟာတည်နေတာနဲ့အတူတူပဲလှုပ်လို့ဆိုလို့ပတ်စံရတဲ့အလုပ်ကိုမှလှုပ်လို့ပြောတာမဟုတ်ဘူးနော်အလုပ်ဆိုတာမုန်းစရာကောင်းတဲ့ပင်ပန်းနဲ့ညီငွေစရာကောင်းတဲ့ကိစ္စလို့သဘောထားပြီးတော့မြန်ပြီးအောင်လုပ်ပြီးပြောစရာတတ်ဖြစ်တဲ့အ
ပျော်ပါကိစ္စတွေဘက်ကိုမြင်မြန်သွားမယ်လို့သဘောမထားဘဲနဲ့မလုပ်လို့မဖြစ်တဲ့လုပ်ကိုလိုတဲ့ကိစ္စတွေကိုလုပ်နေတဲ့အထဲမှာပဲဘဝရဲ့အလှပနဲ့ခြေနှံမှုတွေကိုတွေးဖို့ရဖို့ဆိုတာကိုကိုလေ့ကျင့်ပေးလို့ရတယ်။ကိုကရက်တီရဲ့အတွက်လိုအပ်တဲ့အလုပ်သုံးဝင်တဲ့အလုပ်တွေကိုလုပ်နေရတဲ့အထဲမှာပဲစိတ်နဲ့စရာကောင်းတဲ့အတွေ့အကြုံတွေကိုတွေ့နိုင်ပါတယ်။သဘောထားမှန်မှန်လုပ်နည်းမှန်မှန်စေတနာမှန်မှန်နဲ့လုပ်ရင်တွေ့နိုင်ပါတယ်ရနိုင်ပါတယ်။သုံးမဝင်တဲ့ကိစ္စတွေအပြင်းပြေကိစ္စတွေထဲမှာခြေနှံမှုကိုမရှာတော့ဘဲနဲ့အသုံးဝင်တဲ့ကိစ္စတွေကိုလုပ်ရတာပြောနေအောင်ကိုလေ့ကျင့်ပေးလို့ရတယ်။အလုံးမအောင်မြင်နေတဲ့သူအလုပ်ကိုသိစိတ်ဝင်စားတဲ့သူစိတ်အားထက်သန်တဲ့သူအလုပ်ကိုဆွဲပြင်းပြင်းလုပ်တဲ့သူဟာသူ့အလုပ်ကိုသူဝါသနာပါလို့လုပ်တဲ့အလုပ်လို့မြင်နေသူ့အလုပ်ဟာသူ့အတွက်ဟော်ဘီဖြစ်သွားတယ်။ကိုယ့်အလုပ်ကဘလောက်ကိုဘွားကိုအဓိပ္ပာယ်ရှိစေသလဲဆိုတာဘလောက်ကိုဘွားကိုဆက်ဆက်မှုပေးရဲဆိုတာဖေးပေါ်မှာမူတည်တယ်လဲဆိုတော့အဲ့ဒီအလုပ်ပေါ်မှာကိုကဘလောက်တန်ဖိုးထားလဲဘလောက်ယုံကြည်မှုရှိတယ်လဲဆိုတာပေါ်မှာမူတည်ရနော်အလုပ်ကိုကတန်ဖိုးထားလေလေအဲ့ဒီလောက်ကကိုအတွက်အတိတ်ပဲပိုရှိလေလေကိုဘွားကိုပို့ပြီးတော့ဆက်ဆက်မှုစုံစည်းမှုပေးလေလေပဲအလုပ်ပေါ်မှာကိုကယုံကြည်မှုရှိလေလေအတိတ်ပဲပိုရှိလေလေပဲထားသောအလုပ်ကိုယုံကြည်ဖို့တန်ဖိုးထားဖို့အင်မတန်ရည်ကြီးရဲ့မလုပ်တဲ့အလုပ်ဟာအများအကျိုးရှိသလားမရှိဘူးလားဆိုတာစဉ်းစားသင့်တယ်အများထိခိုက်တဲ့အလုပ်တစ်ခုကိုလုပ်နေရင်တော့အဲ့ဒီအလုပ်ကိုအတိတ်ပဲရှိရဲ့လို့ခံစားရဖို့တိတ်တော့မလွယ်ဘူးအများမထိခိုက်တဲ့အများအကျိုးရှိရဲ့အလုပ်တစ်ခုကိုလုပ်နေရပြီဆိုရင်အလုပ်ပေါ်မှာယုံကြည်မှုပြင်းထန်လေလေအတိတ်ပဲကပိုရှိလေလေပဲအဲဒီလောက်ကကိုဘွားကိုစူးစီးပေးတဲ့ပုံဖော်ပေးတယ်ကိုစွမ်းရည်တတိတွေကိုရည်ချင်းတွေကိုထွက်လာအောင်လောက်ကဆွဲထုတ်ပေးတယ်တချို့အလုပ်တွေဟာလူရဲ့ဂုဏ်သိက္ခာကိုကြာဆင်းစေတယ်တချို့အလုပ်တွေဟာလူတွေကိုကိုကြိုးအတွက်အသုံးချလိုက်တာလူတွေဟာအသုံးချတာကိုခံနေရတယ်လုပ်တဲ့လူမှထိခိုက်တာနော်အဲဒီတော့လုပ်တဲ့လူမှထိခိုက်တယ်ဆိုရင်ဒီလိုဟာလေးသိမ့်နေကြတဲ့အလုပ်ဖြစ်သွားပြီလုပ်တဲ့သူကိုတန်ဖိုးမထားပဲခိုင်းလို့ရတဲ့ညခိုင်းမယ်မမလေးမစားပြောမယ်ဆက်ဆံမယ်ဆိုရင်အဲ့ဒီလူမျိုးဟာလူကိုခိုင်းသွားလို့သဘောထားတဲ့လူမျိုးဖြစ်တယ်တချို့လူတွေဟာကျန်းမာရေးကိုထိခိုက်စေတယ်အထူးသဖြင့်ဓာတုဗေဒကင်မီကယ်နဲ့ပတ်သက်တဲ့စက်ရုံတွေနော်ခိုးငွေတွေများကြီးထွက်တဲ့စိတ်ငွေတွေများကြီးထွက်တယ်အဲ့ဒီစိတ်တွေဟာရှူမိလို့ဆိုရင်အဆုတ်တို့ဘာတို့ပျက်စီးသွားနိုင်တယ်ခန္ဓာကိုယ်ကိုထိခိုက်ပဲစိတ်ကိုထိခိုက်ပဲသို့မဟုတ်ခန္ဓာကိုယ်ရောစိတ်ကိုပါထိခိုက်စေတယ်အလုပ်ဟာကျန်းမာရေးကိုလည်းထိခိုက်စေနိုင်တယ်မလုပ်တတ်လို့ရှိရင်မရွေးချယ်တက်လို့ရှိရင်ထိခိုက်စေနိုင်တယ်နော်ကင်မီကယ်အလုပ်ရုံတွေမကပါဘူးတချို့အခိုးငွေတွေဘာတွေထွက်တဲ့စက်ရုံမဟုတ်ပေမဲ့အလုံးမှာဆက်ဆံရေးစင်မပြေလို့ရှိရင်ကိုယ်စိတ်ကျန်းမာရေးကိုထိခိုက်စေတဲ့ခန္ဓာကိုယ်ကျန်းမာရေးကိုလည်းထိခိုက်စေနိုင်တယ် control ရှိတာလို့ကိုယ်လုံးမှာကိုယ်သဘောကျသလိုဖန်တီးနိုင်တဲ့ရွေးချယ်နိုင်တဲ့ဆုံးဖြတ်နိုင်တဲ့လွတ်လပ်မှုတွေထိုက်တဲ့လောက်ရှိရဲ့လာစားကောင်းတယ်ကိုယ့်လုပ်ကိုတန်ဖိုးထားရမြတ်လို့တယ်အဲ့ဒီလိုကိုမြတ်လို့တဲ့အလုပ်ပင်ဖြစ်တော်လဲပဲဒီလုံးမှာရာခိုင်နှုန်းဖြစ်ကိုက control လုပ်လို့မရဘူးနော်ကိုစိတ်ကြိုက်ကင်တွယ်လို့မရဘူးချိန်တွေဟာအမျိုးမျိုးပြောင်းလဲသွားနိုင်တယ်နော်ဒါကြောင့်စိတ်ပင်ပန်းမှုကတော့မกินနိုင်ဘူးလုံးမ control နဲ့ရှိရသူဟာလုပ်ရမှာပို့ပြီးတော့ပြောတယ်ကိုကအလုံးမှာဘာမှစဉ်းစားခွင့်ဆုံးဖြတ်ခွင့်လုပ်ပိုင်ခွင့်မရှိဘဲနဲ့ဆရုပ်တရုပ်လို့သူများခိုင်းတဲ့ပြပဲလုပ်ရလို့ရှိရင်အဲ့ဒီလုံးမှာမပြောတော့ဘူးနော်ဒါကြောင့်တန်တိုင်းတော့ကိုလက်အောက်ကတပည့်တွေကိုစဉ်းစားခွင့်နည်းနည်းပေးရမယ်ဆုံးဖြတ်ခွင့်နည်းနည်းပေးရမယ်အဲ့ဒါဆိုသူတို့ပို့ပြီး control ရှိတာလို့ပို့ပြီးတော့ပြောရင်နော်ခိုင်းတဲ့ပြလုပ်ရရဲဆိုရင်မပြောတော့ဘူးဘလောက်ပဲဟာလူကြီးကိုစိတ်တိုင်းချဘလောက်ပဲလုပ်လို့ရမလုပ်ကြောင်စိတ်ပင်ပန်းတာကိုပင်ပန်းတာကတော့ဖြစ်နိုင်သေးတာပါပဲစိတ်မချရတာစိတ်မအေးရတာစိတ်မကျေနပ်ဖြစ်ရတာမအောင်မြင်တာဖြစ်နိုင်သေးတာပဲလုံမစစ်အစင်ရှိရနော်များနဲ့ပေါင်းပြီးလုပ်ရတာရှိရတယောက်တည်းလုပ်ရတဲ့အလုပ်ကအင်မတန်ရှားပါတယ်များနဲ့ပူပေါင်းပြီးလုပ်ရတဲ့အခါမှာထပ်လူအောက်လူအများကြီးရှိတဲ့အခါမှာလိုပဲရှိအဲ့ဒီအလုပ်တိုင်းဟာ stress ကိုဖြစ်စေတယ်ပင်ပန်းနေနော်ကိုပင်ပန်းနေစိတ်ပင်ပန်းနေ insecurity စိတ်မအေးရတာရှိရနော်အလုပ်တစ်ခုကိုတည်ထောင်ထားတဲ့ခြေနေရဒီလုပ်ငန်းပျက်စီးသွားနိုင်တယ်။ယာတုတစ်ခုရထားတဲ့ခြေနေရဒီယာတုဟာဆုံးရှုံးသွားနိုင်တယ်နော်။အဲဒီတော့ insecurity ကအနေနဲ့များတော့ရှိရနော်။ဒါအလိုမကျတာစိတ်ထဲမှာတိတ်မအေးရတဲ့သဘောတောကဆိုတာအနေနဲ့များတော့ရှိရ။တတိနဲ့လှုပ်သွားနိုင်မယ်ဆိုရင်
ကိုယ့်အလုပ်ကဘလို့အလုပ်မျိုးပဲဖြစ်ဖြစ်အဲ့ဒီအလုပ်ပေါ်မှာပဲကိုကတရားပြင်းတဲ့သတိနဲ့ရှုမှတ်ပြီးတော့ပွားများပြီးတော့လုပ်သွားနိုင်မယ်ဆိုရင်ဘလို့အလုပ်မျိုးပဲလုပ်နေရအလုပ်တွင်ဘဝရဲ့ရည်သွေးဟာတိုးတက်လာမယ်။လုံနဲ့ပတ်သက်တဲ့ပင်ပန်းမှုကနေသွားမယ်။လူရင်းပြောချင်တာကဒီချက်ကိုပြောချင်တာပါနော်။အလုပ်ဟာလူတစ်ယောက်ရဲ့ဘဝမှာအင်မတန်ကြီးမားတဲ့ကိစ္စကြီးဖြစ်တယ်နော်။ဘယ်သက်ဘယ်ရွယ်လောက်ကစပြီးတော့လှုပ်နေကြလဲလှုပ်ရလဲဆိုတော့ကျန်းကျန်းပြောရရင်တော့အသက်20ကျော်လောက်ကနေပြီးစပြီးတော့လုံရရဲနော်တချို့ဒီလောက်တော့အသက်မကြီးသေးဘူးငယ်ငယ်ရွယ်ရွယ်နဲ့အလုပ်နေရတဲ့လူတွေရှိရင်အဲ့ဒီတော့တနေ့တာမှာဘယ်ချိန်ကနေဘယ်ချိန်ထိအလုပ်ရတယ်ဆိုတော့အလုပ်သွားဖို့ပြင်ရတာကစတွက်လိုက်ရင်ငါလုပ်သွားတော့မယ်ဆိုပြီးတော့ပြင်ရတဲ့ချိန်ကနေစပြီးတော့သွားရတဲ့လန်ခီမှာသွားရတဲ့ချိန်တွေကအလုံးမှာနေကုန်လုပ်ပြီးတော့နောက်ဆုံးပြန်လာရတဲ့ချိန်ထိတွက်လိုက်ရင်တနေ့မှာဘယ်နှစ်နာရီလောက်ရှိမလဲများသောအားဖြင့်12နာရီရှိပါတယ်နော်တနေ့မှာ12နာရီလောက်လုပ်ရတယ်အဲဒီ12နာရီဟာအိတ်တဲ့ချိန်ကိုဖယ်လိုက်လို့ရှိရင်ကိုနိုးနေတဲ့ချိန်ကာလရဲ့3ပုံ2ပုံဖြစ်နေရနော်ဘယ်လောက်များလဲဆိုတာစဉ်းစားကြည့်နော်အဲဒီတော့တည်တည်ချာချာစဉ်းစားကြည့်ရဲ့အလုပ်အတွက်ဘဝကိုပေးလိုက်ရသလိုဖြစ်သွားပြီနော်အဲဒီတော့ဒီလောက်ကနေပြီးတော့ပစံကလွဲပြီးဘာမှပြင်မရဘူးဆိုရင်တော့တော်တော်နစ်နာတာပဲအလုပ်ပြီးရင်းစိတ်ဓာတ်နဲ့အတိညာဉ်ရင့်ကျက်မှုရှိဖို့မြင့်မြတ်မှုရှိဖို့အထောက်ကူပေးနိုင်နေဆိုရင်အင်ပတန်ပင်ပန်းခံရချိုးနဲ့တယ်နော်စားဝတ်တင်ရေးအတွက်လည်းထောက်ကူပေးရမှာနော်အခုတော့တချို့လူတွေတနာဖို့အင်ပတန်ကောင်းပါတယ်လို့အင်ပတန်ပင်ပန်းမိမဲ့အဲဒီလောက်ကရှာလာတဲ့ဝင်ငွေဟာစားဝတ်နေရေးအတွက်အထောက်အပံ့လုံလောက်အောင်မပေးနိုင်ဘူးနော်အဲဒီတော့စားဝတ်နေရေးအတွက်လည်းပဲလုံလောက်အောင်ထောက်ပံ့ပေးနိုင်မှပြီးတော့စိတ်ဓာတ်နဲ့တည်ဉာဏ်တိုးတက်မှုရင့်ကျက်မှုအတွက်လည်းပဲအထောက်ပံ့ပေးနိုင်မှလုပ်ရကြိုးနဲ့တယ်လှုပ်ရင်းနဲ့ပဲပညာတွေတိုးလာရမယ်နော်ပြောတာဆိုတာဆက်ဆံတာကအစသဘောထားတွေပို့ပြီးတော့မှန်လာရမယ်ရင့်ကျက်လာရမယ်မိတ်ဆွေကောင်းတွေလည်းတိုးရမယ်အဲ့ဒီလိုမှသာဒီလူဟာသူ့ဘဝတစ်ခုလုံးပေးရကြိုးနှက်သွားမယ်နော်ကိုဘဝအခြေအနေပိုကောင်းလာဖို့ပင်ပန်းတဲ့အလုပ်ကနေထွက်လိုက်ဖို့မလိုပါဘူးဒီလိုမြဲရလုပ်ဖို့မလိုပါဘူးဒီလိုလုပ်တိုင်းကိုဘွားချင်းကြီးဟာတိုးတက်လာမှာမဟုတ်ဘူးအဲဒီတော့အလုံးမှာစင်ပြေလာဖို့လုပ်တဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာမှုရဖို့ဆိုတာကအဲဒီလုပ်ပုံမှာကိုကသဘောထားမှန်ဖို့အလုံးလုံးနေတော့မှလည်းတတိနဲ့တည်ပြီးတော့ကြည့်ပြီးတော့စိတ်အေးချမ်းအောင်ထားပြီးတော့လုပ်သွားဖို့လိုတာနော်အလုပ်လုပ်ရတာပြင်ပန်းနေလေမလုပ်တော့ဘူးဆိုလို့မဖြစ်ဘူးအဲဒီတော့အလုပ်ကိုဆွလွတ်လိုက်ဖို့မလိုပါဘူးနော်ကိုယ်သဘောထားကိုပြောင်းလိုက်ဖို့ပဲလိုတယ်ဒီပုံစံကတော့အမြဲတမ်းပြောလို့ရှိရတော့ဘဝထဲမှာတရားရှာဖို့ဘဝထဲမှာတရားရှိဖို့ဘဝတစ်ခုလုံးဟာတရားဘာဝနာဖြစ်သွားစေခြင်းနဲ့ဆိုတာအမြဲတမ်းပြောလို့ရှိရတော့ဒါကြောင့်အလုပ်လုပ်ရင်းတဲ့ကိုပဲရနိုင်တဲ့လောက်တတိနဲ့တည်နေပါဒီလောက်ပေါ်မှာငါဘယ်လိုသဘောထားလဲဆိုတာကစတည်နေရမှာသဘောထားဆိုတာတစ်ချိန်နဲ့တစ်ချိန်မတူဘူးပြောင်းနေတယ်ပြောင်းသွားတာကိုသိရမယ်ဒီလုံးနဲ့ပတ်သက်ပြီးတော့တွေ့ရကြုံရဆက်ဆံရတဲ့လူတွေပေါ်မှာငါဘယ်လိုသဘောထားနေလဲသူတို့နဲ့ငါနဲ့ဆက်ဆံရေးကအဆင်ပြေပြီလားတခါတလေအလုပ်ကတော့တိတ်စိတ်ဝင်စားစရာမကောင်းပါဘူးဒါပေမဲ့အထားမှရှိတဲ့လူတွေနဲ့ဆက်ဆံရေးပြေလည်လို့ရှိရင်ပြောတယ်နော်မလုံးလို့မဖြစ်လို့လုပ်နေရတာပဲနော်အလုပ်ကအမျိုးမျိုးရှိတာကိုခုစိတ်တိုင်းစားအလုပ်ကိုရွေးဖို့ဆိုတာတော်တော်မလွယ်ပါဘူးခြေနေရရတဲ့အလုပ်ကိုလုပ်နေရတာအင်မတန်များပါတယ်တော့လူများစုဟာအဲ့ဒီလိုပဲလုပ်ရတာပဲတိုးတော်လည်းပဲလုပ်ရတာချင်းတူတူအလုပ်ကိုပိုကောင်းအောင်ကိုယ့်ဘက်ကလုပ်တင်တလောင်လုပ်နိုင်သလားစွမ်းကုန်စူးစမ်းပြီးတော့လုပ်လိုက်မယ်လုပ်မှာတွေ့ရတဲ့လူတွေနဲ့ဆက်ဆံရေးမှာလည်းပဲသဘောထားမှန်မှန်နဲ့ကိုယ်စိတ်ကိုတည်ပြီးတော့တတိလေးနဲ့ပဲပြောဆိုဆက်ဆံသွားမယ်ဆိုရင်တမျိုးတော့ငြိမ်းချမ်းမှုရတယ်၊ကျေနပ်မှုရတယ်၊ဒိဗေရှိရဲ့တခါတလေမှာဒီလုပ်ကိုပဲကိုကစံတတ်မှုတစ်ခုအနေနဲ့ဒီလုပ်ထဲမှာငါတတိပဋ္ဌာန်ထည့်ပြီးတော့ပဋိပဋ္ဌာန်ပွားရင်းနဲ့ပဲလုပ်သွားမယ်ဆိုရင်ဘယ်လိုများကြိုးထူးလာမလဲလို့ဒီလိုတွေးပြီးတော့စံသက်ကြည့်ရဲ့နော်အဲ့ဒီလိုစမ်းသပ်ကြည့်လို့ရှိရင်လောကကိုနှိပ်စက်နေတဲ့သဘောမျိုးမဟုတ်တော့ဘူးအလောကကိုနှိပ်စက်နေတဲ့သဘောမျိုးမခံစားရတော့ဘဲနဲ့အလုပ်ပေါ်မှာတစ်မျိုးစိတ်ဝင်စားပြီးတော့ခြေနှက်မှုတစ်မျိုးလဲရှာနိုင်နေတော့စိတ်မှာ balance တစ်မျိုးရှိလာမယ်ကိုကဒီလုပ်ကိုလိုလိုချင်းချင်းလုပ်တဲ့သဘောဖြစ်သွားမယ် choose to do တွေ
လှုပ်ချင်မင်းနဲ့လှုပ်ရတဲ့သဘောမဟုတ်ဘဲနဲ့လှုပ်ချင်လို့လှုပ်တဲ့သဘောဖြစ်သွားပြီနော်ကိုကသဘောထားပြောင်းသွားရင်အမြင်ပြောင်းသွားရင်လှုပ်ရဲ့အထိပ်ပဲပြောင်းသွားပြီအဲ့ဒါအိမ်မတန်ရေးကြီးရဲ့ချက်ပဲနော်တော်တော်များများကိစ္စတွေမှာကိုယ့်သဘောထားကိုပြောင်းလိုက်ဖို့ပဲလိုတယ်ပြင်လိုက်ဖို့ပဲလိုတယ်